မင်္ဂလာပါဒီနေ့မှာတော့ရှမ်းခောက်ဆွဲစားချင်းပြီဆိုရင်မင်းအမြဲတမ်းထိုင်ဖြစ်တဲ့ဆိုင်လေးကိုခေါ်ရမှာဖြစ်ပါတယ်ဆိုင်လိပ်စာလေးကတကုံမျိုးနဲ့ရော်မင်ကြီးလမ်းမှာဖွင့်ထားတဲ့အောင်မင်္ဂလာရှမ်း traditional food ဆိုင်လေးပဲဖြစ်ပါတယ်မင်္ဂလာတောင်ပေါ်တူဆိုတော့ breakfast ဆိုလို့ရှင်ရှမ်းခောက်ဆွဲလေးစားရကြိုက်တဲ့ရှမ်းစားစားတွေကြိုက်တယ်ပေါ့ဒါလေးကသူ့ဆိုင်မှာရတဲ့ menu လေးတွေပါခောက်ဆွဲရီအပြင် one plating လေးတွေလည်းရတယ်ပေါ့နော်သမင်းကြော်ခောက်ဆွဲကြော်ထမင်းနဲ့ဟင်းနေအပြင်တင်မော်ဒီထောင်လဲစားလို့ကောင်းပါတယ်ရှာဒီပေါ်တီးနှံလေးနဲ့အေးလေးတွေလည်းမတောက်လို့ရတယ်ပေါ့နော်ရှမ်းတရုတ်ထမင်းဟင်းနေလည်းမစားလို့ရပါတယ်ဆိုင်က1999ခုနှစ်ကလေးကဖွင့်လာတာဖြစ်ပြီးတော့အရင်ခေတ်ကာလကောင်တော့ဆိုရင် foreigner တွေနဲ့စီကာခဲ့တဲ့ဆိုင်လေးလည်းဖြစ်တယ်ပေါ့နော်သူဆိုင်ထိုင်ရဲ့အမှားများတာလေးကတော့အမေကျော်စုလေးတွေစီချက်ဆိုင်ကဖတ်ထုတ်ပေါင်းနဲ့ဖတ်ထုတ်ကြော်လေးတွေဆိုလို့ရှိရင်လည်းအရင်ကြိုက်တယ်ပေါ့နော်ဂျုံသားအီလေးကိုမှအထဲမှာကျူးချိုင်နဲ့အသားနဲ့အစာပလာလေးကိုအရင်ကြိုက်ပါတယ်ဒါအပြင်ခောက်ဆွဲနဲ့သွဲစားလို့ရတယ်ထူဖူးကြော်ဝက်ခောက်ကြော်တွေလည်းရတယ်ပေါ့နော်ဒါလီကတော့ရန်ကုန်မှာဆိုလို့ရှိရင်စံစီလို့ခေါ်ရပေါ့နော်တောင်ကြီးမှာဆိုလို့ရှိရင်တော့ရှမ်းခောက်ဆွဲလို့ပဲခေါ်ပါတယ်စံစီရှမ်းခောက်ဆွဲကိုတော့ဆိုင်တိုင်းမကြိုက်ပေမဲ့သူ့ဆိုင်ရာစံစီလေးကိုတော့ကြိုက်တယ်ပေါ့နော်ဒါလီဝက်တာနဲ့မှာထားတဲ့စံစီလေးပါအစီအစိမ့်လည်းမစားချင်ဘူးရာဒီဥတုမူအေးနဲ့ဆိုလို့ရှိရင်တော့အခုလိုအမေဒါဆွပ်လေးကိုဂျုံနဲ့ဖြစ်ဖြစ်စံဖွဲ့နဲ့ရီစိန်နဲ့ဖြစ်ဖြစ်ပေါ့နော်စားလိုက်လို့ရှိရင်အားပြေသွားပြီးတော့မှကတွင်ရှင်သွားရလို့ခံစားရတယ်ပေါ့နော်သူ့ဆိုင်ကမီးရှိတုပ်လေးပေါ့နော်မီးရှိတုပ်လေးကကြတော့အချိုလေးနည်းနည်းအနောက်ရီလို့ခေါ်မလားအချိုရီပေါ့နော်တချို့လည်းအချိုရီလို့ခေါ်ရဲအဲ့ဒါလေးနည်းနည်းလေးကဲတယ်ပေါ့နော်အချိုရည်တိတ်မကြိုက်တဲ့လူအနောက်ရည်တိတ်မကြိုက်တဲ့လူဆိုရင်အနောက်ရည်ရှော့ခိုင်းလို့ရပါတယ်ခြုံပြောရမယ်ဆိုလို့ရှိရင်တော့အမဲဆုပ်တွေကြိုက်ပြီးတော့မှခောက်ဆွဲလေးကိုကကောင်းလေးစားချင်တယ်ဆိုလို့ရှိရင်သူဆိုင် recommend ပေးရပေါ့နော်သူဆိုင်မှာအကြိုက်ဆုံးကတော့ဂျုံစီချက်လေးရယ်ဖတ်ထုတ်ကြော်ဖတ်ထုတ်ပြုတ်လေးရယ်အဲ့ဒါလေးအမဲဆုပ်လေးတွေအမြဲစားဖြစ်တယ်ပေါ့နော်try ကြည့်ရသေးရင်တော့ try ကြည့်ဖို့အကြံပေးချင်ပါတယ်လိပ်စာလေးနဲ့ဖုန်းနံပါတ်အတိအကျလေးကိုထည့်ထားပြီးပါတယ်ရော်မင်ချီလန်နဲ့ဘူရညွတ်လန်တောင်လို့ပြောရမလားတကုံမျိုးနယ်မှာရှိပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးတိကြည့်ရှုပေးလို့ကျေးဇူးပါတတာ